ထားဘူးဆိုလိုတာငါလည်းပဲတစ်ထေးဖြစ်နိုင်တယ်တရုံးရတဲ့အချိန်ဖြစ်မှာပဲလေကြောက်လေးတစ်လုံးအောင်တာနဲ့ချက်ချင်းဖြစ်မှာအဲ့တော့သူများကိုထင်မသေးဘူးအခုလက်တလုံးမရသေးပေမဲ့သူ့မှာလည်းရပိုင်ခွင့်ရှိတယ်ရနိုင်တယ်အဲ့ဒီလိုနဲ့သူတို့ကထင်မသေးကြဘူးဆိုတာနော်အဲ့ရဦးဇင်းတို့ကြုံခဲ့ဘူးလေအဲ့ဒီကလူတွေနဲ့လည်းခင်မင်မရှိခဲ့ဘူးလေဆိုကြပါစို့အဲ့လိုပါပဲခုနပြောသလိုဘယ်ကလေးဘယ်လူကြီးဦးဇင်းတို့ဘာမှမတတ်မှဘူးသူတို့မပွင့်သေးတဲ့အချိန်ပဲပွင့်သွားရင်ဒီမဲ့ညံပွင့်သွားတဲ့အချိန်လူပဲသူတို့မှပွင့်နိုင်တဲ့အခြေခံတွေအကုန်ရှိတယ်နော်ဟိုယူကြောင်ကြောင်ပေါ်တွတ်တွတ်ကြက်မပြည့်တဲ့ဟာတွေကတော့မရဘူးပေါ့လေဒါကတော့သေဇန္တာတို့သေဇပရိဒတို့ဆိုတာရှိတယ်ဒီစွန့်နေအားနေကျိုးနေကန်းနေပဲ့နေကြွက်နေညံရည်မမီတာတွေဒါတွေကတော့မရဘူးပေါ့လေသာမန်ပုဂ္ဂိုလ်တွေအကုန်ရတယ်သာမန်ပုဂ္ဂိုလ်တွေသို့တော်သူတို့မှာခုနပြောတဲ့ရွေးချယ်မှုအားလျော်စွာခန်းညံ့ညံ့ရွေးတော့လေခန်းညံ့ညံ့ပြည့်စီပဲသုံးရတာပေါ့အလယ်လတ်ရွေးတော့လေအလယ်လတ်သုံးရတာပေါ့ဒီတိုင်းပဲသူတို့ရဲ့အတိညာဖွင့်တဲ့နေရာမှာအညံ့စာနဲ့ပတ်တွေ့ရင်မပွင့်တော့အလယ်လတ်တန်းသားနဲ့တွေ့ရင်တော့နည်းနည်းလေးပဲအလယ်လတ်လောက်ပဲရမယ်နော်အမြင့်တန်းနဲ့တွေ့ရင်တော့အမြင့်တန်းကပွင့်သွားနိုင်တယ်ဒီတော့ဒါအလုံးဟာနော်ဒီသဘောတရားကြီးရာပိုင်းဆိုင်ရာမှာဘာရွေးကြမလဲပေါ့26မှာရွေးချယ်ပါဆိုတဲ့အတိုင်းကိုရွေးတာကိုသုံးရမှာပေါ့ခုနရှေ့ပိုင်းနေမှာဦးဇင်းတို့တင်ပြခဲ့တယ်ဘဝကတော့ဒီကြုံခဲ့ရတာကြီးပဲနော်အဲ့မှာသူ့နေရာနဲ့သူကတော့ဟုတ်နေကြတာနော်ဘယ်သူကမှတော့ငါသားတယ်သူနာတယ်လို့ဒီလိုပြောလို့တော့မရဘူးလောကကြီးရမှာဒီတိုင်းထမင်းစားနေကြတယ်အနည်းများပဲကွာတာစားနေကြတာနော်စားနေကြတာအဲ့တော့ကိုကတော့ကိုယ့်ကိုရွှေပကံကြီးနဲ့သွန်းတက်ပြီးစားငါးတာတယ်ထင်လို့ရတယ်စားတာတော့အတူတူပဲစားပြီးရင်အတူတူပဲဖြစ်မှာပဲကျန်တာတွေလည်းအတူတူပါပဲဒီတော့အတိညာပိုင်းဆိုင်ရာမှာလည်းပဲကိုမပွင့်သေးလို့တာမဲ့ညာမပွင့်သေးလို့တာပွင့်ရင်အကုန်လုံးပွင့်နိုင်တယ်ပွင့်လို့ရအဲ့ဒီမှာခုနပြောခဲ့တဲ့ဥပမာလေးတွေနဲ့ကြည့်ပေါ့အလင်းရောင်ကဘယ်လိုလာမလဲပါဝါဘယ်လောက်များအပြည့်အဝပဲလင်းပါလားတဝက်တစ်ပြက်လားတစ်စိတ်တစ်ဒေသလားနော်မဲမောင်လားဆိုတာတော့ဆက်သွယ်တဲ့ပုံမူတည်ပြီးရွေးချယ်တဲ့ပုံမူတည်ပြီးတော့အလင်းဖြစ်လာကြမှာအဲ့မှာရွေးချယ်မှုကလည်းပဲတစ်ခုပဲရွေးလို့ရတယ်ပြောခဲ့ပြီးပါတယ်ကိုယ်ပဲရွေးရင်ဒီဘက်ကအမှားပဲလုံးဝအမှားတွေပဲဘယ်သူမှလည်းအမှန်လို့မယူတစ်ဖက်ကိုအမှန်လို့ယူရင်လည်းဟိုဘက်ကတစ်ဖက်ကအမှားပဲတကယ်လည်းမှားပါတယ်နော်တစ်ဖက်ကအမှန်ယူရင်တစ်ဖက်ကမှားတယ်ဒါထုံးတယ်နှစ်ခုရွေးလို့လည်းမရဘူးနှစ်ခုရွေးရင်ဘာဖြစ်လဲဆိုတော့မညီတဲ့အတွက်ကြောင့်မဟုတ်ကုန်မဟုတ်အခုတရားတွေမှာရှင်းမတိုးဘူးဝိလေကြောင်းလဲဟိုလိုဒီလိုဖြစ်နေတယ်အဲ့မှရှုပ်နေကြတယ်တွေ့နေရတာပဲနော်ဟိုရုပ်ဒီရှုပ်နေပြီးတော့ပြောသေးတယ်ဒီဥစ္စာပို့ပြီးတော့ရှင်းအောင်ဘယ်လိုလုပ်မလဲပို့ပြီးတော့ရှင်းအောင်ဘယ်လိုမှလုပ်เสียမရှိဘူးဖြုတ်ချလိုက်ရင်ရှင်းသွားမှာတစ်ခုယူလိုက်ရင်တစ်ခုကရှင်းသွားတာပဲနှစ်ခုလာတော့ရှုပ်နေတာပဲနှစ်ခုလာတော့ရှုပ်တာဒါထုံးတာပဲခုနကတော့ဦးဇင်းတို့ပြောခဲ့ပြီထုံးကကြွားတဲ့အိမ်ကဗုဒ္ဓဘာသာလည်းယူတယ်ခရစ်ယာန်လည်းယူတယ်ရတယ်သူယူခြင်းလည်းယူတာဒါပေမဲ့နှစ်ခုယူတော့ရှုပ်တာပေါ့နှစ်ခုယူတော့နှစ်ခုရှုပ်တာပေါ့နော်တစ်ခုယူရင်တစ်ခုရှိနေတာတစ်ခုရှုပ်တာပေါ့နှစ်ခုယူတော့နှစ်ခုရှုပ်တာသုံးခုယူရင်ပိုရှုပ်တာဒီလိုသဘောတရားရှိတယ်အဲဒီတော့ရွေးချယ်မှုကတော့လုံနေကြတာ26မှာရွေးချယ်ပါရွေးပေါ့အခုအလင်းရောင်ကတော့သူရှိသလောက်ပေးနေကြတာပဲနော်ပေးနေကြတာလင်းရောင်ကတော့ရှိသလောက်ပေးနေကြတာအဲ့တော့ဘယ်လောက်လင်းမလဲဆိုတာတော့ဟိုဒီဆက်သွယ်တဲ့ပုံမူတည်ပြီးတော့ဆက်သွယ်တဲ့ပုံမူတည်ပြီးတော့အလင်းဘယ်လောက်ဖြစ်မလဲဆိုတာတော့ပေါ်လာကြမှာဒီတော့ခုပြောတဲ့ယုံကြည်တဲ့သူတွေလည်းသတိထားကြပါနော်ကြားဖြတ်နဲ့တွေ့သွားရင်တော့ရှိသမျှဘဝအပြည့်မှာဒါကဉာဏ်မပါတဲ့ယုံကြည်မှုလောင်းကစားသမား
အဲ့တော့ဒီနေရာမှာဒီရွေးချယ်မှုနဲ့ပတ်သက်ပြီးတော့ရွေးချယ်ကြတာကလေးဘဝတုန်းကကစားစရာလေးတွေရွေးကြဒါသူ့အခြေအနေနဲ့တူပဲဒါသူ့မှန်ပဲနော်ဒီလိုကလေးပေါက်စာလေးတွေတွေ့တယ်သူတို့ကြောက်ခဲလေးတွေရှိရင်သူတို့ဘဝပြည့်စုံနေတာတဲလေးတွေရှိတယ်ပြည့်စုံတာအမိုက်ဆုပ်လေးတွေရှိတယ်ပြည့်စုံတာသူတို့ဒါလေးတွေနဲ့သူတို့ဘဝကသူတို့မှဒါနဲ့ပျော်နေကြတာကိုပျော်နေကြဒါသူတို့ရဲ့ရွေးချယ်မှုပဲသူတို့ကိုကောင်းတာတွေသွားပေးတယ်သူတို့မရွေးကြပါဘူးရွေးလို့လည်းမရဘူးမရွေးလည်းမရွေးနိုင်ဘူးလူလပိုင်းဘဝကြတယ်လေဒီတိုင်းပေါင်းတဲ့ငွေချင်းတွေနဲ့သွားကြလာကြဒါသူတို့ရဲ့ရွေးချယ်မှုပဲရွေးချယ်မှုပဲအခုHappy New Year ပေါ့ New Year နေဆက်ပြီးတော့သူတို့ညဘက်ဒီသွားကလပ်တွေတဲဟွာတွေလုပ်ပြတွေလုပ်တညလုံးမနေ့ကျတော့အလုံးမလုံးနိုင်တွေ့နေရတာပဲတွေ့နေရတာဒါသူတို့ရဲ့ရွေးချယ်မှုပဲဒါလူထားဘူးဆိုလိုတာငါလည်းပဲတထေးဖြစ်နိုင်တယ်တရုံးရတဲ့အချိန်ဖြစ်မှာပဲလေတောက်လေးတစ်လုံးအောင်တာနဲ့ချက်ချင်းဖြစ်မှာအဲ့တော့သူများကိုထင်မသေးဘူးအခုလက်တလုံးမရသေးပေမဲ့သူ